ဖြစ်အောင်လုပ်နေဆိုရင်စာလောင်မှုစိတ်ရဲ့စာလောင်မှုအဲ့လိုပြီးနေမှာပါလေကိုဖြစ်ချင်တဲ့အရာတွေလေးစက်မှာအဲ့လိုပဲဟိုငါတော့ဖြစ်ချင်တာပဲရှိတယ်စိတ်ပဲရလဲပါဘူးပါဘူးအဲ့လိုဆိုဘယ်တော့မှဖြစ်ချင်နေတာမရောက်ဝေးနေတယ်မှာမရောက်ဘူးတော့မဟုတ်ဘူးဗျာဒါပေမဲ့ရောက်တော့ရောက်လိမ့်မယ်ဒါပေမဲ့လို့စိတ်စာလောင်မှုပေးတဲ့ဒီနဲ့သွားရှင်နေဆိုလို့ရှိရင်အများကြီးပေါ့အဲ့ဒါကြောင့်မဆိုအခုလုပ်နေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီမှန်းချက်အဲ့ဒါဥတီချက်တက်မှလေးရှောက်နေတဲ့သူဟိုတွားလိုက်ဒီတွားလိုက်နော်ဟိုရှောက်နေဒီရှောက်နေဒီတူအဲ့လိုမျိုးသူရဲ့စိတ်ထဲမှာကငါဒီပန်းနိုင်ကိုရောက်အောင်စိတ်ကလည်းအရင်စာလောင်းနေငါဒီလောက်ရမ်းရောက်တွားမယ်ဆိုရင်စာလောင်းမှုကိုအမြဲပေးနေတယ်သူကပန်းနိုင်အချိန်လက်ပြောချင်တာရှင်းပါကိုဖြစ်ချင်တဲ့အရာတစ်ခုကိုစိတ်ကစာလောင်းမှုအမြဲပေးနေတယ်စာလောင်းမှုအမြဲပေးနေမှာကိုတော့အရင်စိတ်အားရတက်ကြွပြီးထပ်လာပြီးဒီလိုမျိုးပန်းနိုင်အမြန်ဆုံးကြောက်ဒါကိုရဲ့စိတ်ကိုဖြစ်ချင်တဲ့အရာပါဝါပေါ့စိတ်ပါဝါတက်ကိုရဲ့စာလောင်းမှုပေးလို့အမြန်ဆုံးကြောက်ကျွန်တော်ဖြစ်ချင်တဲ့အရာအမြန်စာလောင်းမှုအဲ့တော့ကျွန်တော်အဲ့ဒီပန်းနိုင်ကျွန်တော်လေးချောင်းတယ်ခဏဒီလောက်